တစ်ချက်ကိုကျွန်တော်တို့အများကြီး MBR အများကြီးနဲ့တက်လုပ်ချင်တဲ့လူတွေအတွက်ပေါ့ဒါလေးရပြီเนาะသူရဲ့နံပါတ်က YBSD2 SD2 ဖြစ် YBSDZ เนาะဒီကောင်လေးဒီကောင်ကဘယ်လောက် MBR ထိရလဲဆိုတော့5ဖို့ကိုချက်ကောတစ်ချက်ကော50 AD ရမယ်เนาะကျွန်တော်တို့ Live 4သမား Live 4ကျွန်တော်300 AD တို့280 AD တို့100 AD တို့စစ်မဲ့သူတွေအတွက်ဆိုရင်ပို့ပြီးတော့မြန်တယ်ဗျာလီသီယမ်စစ်ချင်လဲအဆင်ပြေတယ်เนาะ5ဖို့ကို50 AD ရမယ်เนาะအဲ့တော့ setting လေးကိုကျွန်တော်တစ်ချက်ပြပေးမယ် setting ဒီမှာ setting ကပထမဆုံးမှာ chat ဆိုတာကျွန်တော်တို့ဟိုအားပြည့်မဲ့အမှတ်ပေါ့เนาะဒါ live 4ဆို 3.6 လို့ကျွန်တော်သတ်မှတ်ထားတယ်ဒါ current ကကျွန်တော်တို့50 AD ရမယ်เนาะ50 AD ရမယ်50 AD ရမယ်เนาะကျွန်တော်ကတော့ဒီအသေးလေးတွေဆိုတော့ကျွန်တော်3 AD လောက်နေပဲထားတယ်เนาะပြီးရင်ဒီကောင်ကယူဆိုတာကတော့ကျွန်တော်တို့ဒီပေါ့ current ကျွန်တော်တို့ကြာသွားခဲ့ရင် current ပေါ့ current ကိုဥမာဒီကောင်တွေက current ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့အားသွင်းနေရင် current ကဥမာ 3.8 နဲ့သွင်းတယ်ဒါပေမဲ့အားပေးကန်ဒီညာရော့သွားတယ်ကျွန်တော် 0.1a current ရောက်ဒီကောင်ရက်သွားမယ်အဲ့လိုမျိုးဆိုလို့ရတော့ပေါ့ keep ဆိုတာကတော့ကျွန်တော်တို့ဘယ်လိုပြော float ချက်ပေါ့နော် 3.6 မှာထိန်းထားပေးမယ် 3.6 မရောက်မချင်းဒီကောင်ကအားသွင်းမှာအဲ့လိုမျိုး ditchချက်ဆိုတာကျွန်တော်တို့ဘယ်အမှတ်ရောက်ရင်ကျွန်တော်တို့အားရက်လိုက်မယ်စစ်တဲ့မှတ်ပေါ့နော် 2.5 ထိစစ်မယ်အဲ့လိုမျိုးဒီကောင် ditch current နော်ဒီကောင်အန်ကလည်းအဲ့လိုပဲဟုတ်တော့စစ်နေနေတော့က MBR အရင်နဲသွားပြီဆိုရင်ရက်လိုက်မယ်ဆိုတဲ့သဘောဒီကောင်က1 minute rest time ဆိုတာလုံးဝ chat နဲ့ ditch လုပ်ပြီးသွားနားမဲ့အချိန်ကိုပြောတာเนาะဒီကောင်က cycle ဆိုတာကျွန်တော်တို့5 cycle ထိရမယ်ဗျစစ်လိုက်အာသွင်းလိုက်ရက်လိုက်အာသွင်းလိုက်ရက်လိုက်အဲ့လိုမျိုးဟာကို5 cycle ထိရမယ်ဒီကောင်က CE ဆိုတာကျွန်တော်တို့ language ပေါ့เนาะ language ဒါလေးက B ဆိုတာကျွန်တော်ဒီလိုဖွင့်ရင်အတန်မီတဲ့ဟာလေးကိုပြီးရင်ဒီကောင်က save ထားလိုက်မယ် B က on ထားမယ်เนาะပြီးရင် save လိုက်မယ်ပြီးရင်ကျွန်တော်တို့အခုဒီမှာ live 4လေးကိုတက်ထားတယ် live 4တက်ထားတယ်ဟုတ်လား setting ချိန်ထားတဲ့အတွက်နှိပ်လိုက်ရုံပဲဒါပဲအရန်လွယ်ကူရိုးရှင်းတယ်เนาะဒါပဲသူအမှားစပြီးတော့အားသွင်းနေပြီးရင်ကျွန်တော်တို့ 3.64 ရောက်ရင်ဒီကောင်ရက်သွားမယ်ဒီကောင် 3A နှုန်းနဲ့သွင်းနေတာဒါမဲ့ဒီကောင်ကMBR က3เนาะ380တက်လာเนาะအဲ့တော့ဒီကောင်ကအားပြေသွားရင်ဒီကောင်ကရက်သွားမယ်ပြီးရင်ဒီကောင်က ditch သူ့မှန်သူ auto ကိုပြန်လုပ်မယ်เนาะ one cycle ပေါ့เนาะအဲ့လိုမျိုးလေးဒါလေးပါလွယ်ကူရိုးရှင်းပါတယ်အရင်လွယ်ကူရိုးရှင်းတယ် live ဖို့သမားကြီးအတွက်တော့စောင့်ထားတင်တယ်ကျွန်တော်တို့စပိတ်သမားကြီးလည်းစောင့်ထားတင်တယ်เนาะဒါလေးဒီ set တစ်လုံးရှိမယ်နောက် JK balancing set ရှိမယ်ဆိုရင်ဒီကောင်တွေက AC service လုပ်လို့ရပြီဗျာเนาะ live 4တွေရော lithium တွေရော service လုပ်လို့ရပြီเนาะဟုတ်ဒါလေးပါအားလုံးပဲကျေးဇူးပါဗျ